လိုင်းလေကြားကပန်းရွှေကြားဇလန်းတွဲအပိုင်းနာ12ကိုကြည့်လို့ရပါပြီ။ကြည့်ကျင်နေဆိုရင်တော့အခုပြထားတဲ့စခိုက်ဆိုတာလေးကိုနှိပ်ခဲ့ပြီးကွန်မန့်မှာတစ်ခုခုရေးခဲ့ပေးပါ။ဗီဒီယိုကိုအစဆုံးကြည့်တဲ့သူမှဇလန်းတွဲအစအဆုံးကိုကြည့်လို့ရမှာဖြစ်ပါတယ်။မကြည့်ချင်ရင်တော့ကြော်သွားလိုက်တာမိတ်ဆွေတို့အတွက်အကောင်းဆုံးဖြစ်မှာပါ။အားလုံးကိုကျေးဇူးတင်ပါတယ်။ တာရရန်ကုန်စေးချောင်းသွားခဲ့ရတယ်ရန်ကုန်မှာချင်းတော့ရှိနေပြီလားမရှိလားဆိုတာငါမသိသိလည်းမသိချင်ဒါပေမဲ့ငါသားနဲ့တော့သူ့ကိုမတွေ့စေချင်ဘူး။နေကရန်ကုန်မှာရှိနေတယ်သူဆိုတော့သူတို့ကမတွေ့ရဘူး။ငါ့ကိုခီးဆိုင်ပေးစမ်း။အဲ့ဒီဒီမပေးလို့ရှိရင်ငါတောက်ရန်ကုန်မှာပို့။ငါများတဲ့လို့ကြာနေတယ်။ဒီကောင်နဲ့ငါဆက်တယ်မရှိပါဘူး။အဲ့ဒါဘာမှသိဘူး။ပြီးတာပဲဟဲ့။ဒါစေးချောင်းတက်ချင်တော့ဒါငါရန်ကုန်လှော့ရန်ကုန်သွားမှာငါစိတ်ကလေးနေတယ်။ဘာမှစိတ်လေးကြငါရှိပါငါစီထဲမှာပေါ့အဲ့ဒါဆိုရင်မပြန်လို့ရှိရင်တော့တစ်ခါခေါ်ပါငါတော့တားချောင်းတက်ချင်နေတာတစ်ခေါက်လိုက်နေပြီးတော့လေ